မိဘပိုင်ပစ္စည်းတွေကိုအာမကိုပါနဲ့ကိုယ်တိုင်စ조사မှသာကိုယ်ပိုင်ပစ္စည်းတွေကိုရမှာပါတငယ်ချင်းကောင်းရှိရဆိုပြီးတော့ပျော်နေလို့မရပါဘူးဘယ်သူမှတငယ်ချင်းဆိုပြီးတော့တက်တက်လုံးအားကိုလို့မရပါဘူးမောင်နှမတွေလေအတူတူနေတော့ကတော့ရင်းနေပေမဲ့နောက်ပိုင်းမှာအရှိနေတွေပြောင်းလဲသွားနိုင်ပါ යි မောင်နှမဆိုပြီးတော့အိမ်ပေါ်ခေါ်ထားမှာမဟုတ်ပါဘူးငငယ်ကဘဝကိုမေ့ပြစ်ပါမိဘတွေရှမ်းသာလို့ပေါ့ပေါ့တက်တက်နေနေရင်မိဘတွေမရှိတော့တဲ့အခါမှာဒုက္ခရောက်လိမ့်မယ်အသက်ကငယ်သေးရဆိုပြီးတော့ပေါ့ပေါ့တန်တန်မတွေးပါနဲ့အသက်အရွယ်နဲ့မဆိုင်ပါဘူးငငယ်ကလေးကစ조사မှသာအချိန်တန်ရင်နေရာတစ်ခုကိုရမှာဖြစ်ပါ යි အသက်ကြီးမှစ조사မယ်ဆိုရင်တော့ကိုယ့်ရဲ့အပေါင်းအသင်းတွေနေရာရတဲ့အချိန်မှာကိုကအောက်ရှိကနေစပြီးတော့လုံနေရမှာဖြစ်ပါ යි လောကမှာဘယ်သူမှမိဘရဲ့အရေးအောက်မှာကြာမနေရပါဘူးငငယ်တော့ကတော့ပူဇော်ရင်ရခဲ့ပြီမေအချိန်တန်ရင်ခွဲရတာကတဘာဝပါငှက်တောင်မှာအတောင်ဆုံးရင်အတိုက်နဲ့ဝေးရကိုပြန်တန်းသွားတတ်ပါ යි မိဘတွေစီကအများကြီးမမျောလင်းပါနဲ့တငယ်ချင်းတွေရဲ့အပေါ်အရန်ကတ်တွေမနေပါနဲ့ဆွေမျိုးဆိုတာကလေမိဘရဲ့မျက်နှာကြောင့်အရေးပေးတာပါမိဘတွေမရှိတော့တဲ့အခါမှာဒဇိန်းတွေဖြစ်သွားနိုင်ပါ යි အရင်ကအရန်ကိုရှစ်တဲ့ခင်နေဆိုတဲ့သူတွေကလေကိုမှဘာမှမရှိတော့တဲ့အခါအရင်လိုဆက်ဆံမှုမျိုးတွေပြန်ပြီးတော့မရတော့ပါဘူးစ조사ပါလူအတိုင်းဝိုင်းကြားမှာမျက်နှာမငယ်ရအောင်စ조사ပါလူတွေရဲ့ကဲ့ရဲ့မှုတွေကိုမခံရအောင်လို့စ조사ပါလူငယ်တွေကိုကိုယ့်ရဲ့အားကိုကိုပြီးတော့စ조사ဖို့မိဘတွေတငယ်ချင်းတွေအပေါ်ကိုအလွန်အမင်းမိခိုးမနေဖို့ဘဝမှာတာဝန်ယူတတ်ဖို့အတွက်သတိပေးထားတဲ့စာလေးဖြစ်ပါ යි